မန်ယူဖန်များအတွက်တည်တံ့နေရာ Facebook, TikTok နဲ့ YouTube Channel တို့ကနေကြိုဆိုပါရယ်။ Manchester United အသင်းရဲ့နောက်ပိုင်းပွဲစဉ်တွေမှာအကောင်းဆုံးခြေစွမ်းပြသကစားနိုင်ခဲ့တဲ့လူငယ်ကစားသမားတစ်ယောက်ရှိပါတယ်။သူကတော့နောက်တန်းခံစစ်မှု Eden Heaven ဖြစ်ပါတယ်။ Heaven နဲ့ပတ်သက်ပြီးအသင်းကောင်းဆောင် Bruno Fernandes ကသူ့ရဲ့အတွေ့အကြုံရင့်ကျက်မှုတွေအကြောင်းကိုအင်တာဗျူးအစီအစဉ်တစ်ခုမှာပြောကြားသွားခဲ့ပါတယ်။ And we say like, this is not the same guy. The way he can switch. Hard to do that, you know. He's coming out of the dressing room to go to the warm-up. You still can see him like a little bit like laughing and stuff like that. As soon as he gets into the pitch, like you look at his face and he looks like an old man playing. Like serious face, everything like Luke Shaw, Lisandro Martinez, Mata, Lenny Yoro, Age, even Mazraoui, Aiden. These players, they all have qualities to play. Like Aiden played the last game. He did some passes between players and everything. They were a risky one. It gives you time again. But it gives you time and space for the ones that in front. Just we control. Because we know they beat 3 players with 1 pass. So we know they have less than us there. So we turn and we can see the game. And it's so important, this type of passes. နီးပြ Michael Carey ရဲ့အဖွဲ့ဟာ Heaven ရဲ့တိုးတက်မှုအတွက်အထူးဂရုစိုက်လေ့ကျင့်ပေးနေပြီးအထူးသဖြင့်နီးပြအဖွဲ့ဝင်တွေတဲကနောက်တန်းကစားသမားတွေဖြစ်တဲ့ Jonathan Woodgate နဲ့ Johnny Evans တို့ရဲ့တဦးချင်းအနီးကပ်သင်ကြားပေးမှုတွေကအလွန်ကိုထိရောက်မှုရှိခဲ့ပါတယ်။ဒီလိုသင်ကြားမှုတွေရဲ့ရလဒ်အဖြစ် Stamford Bridge မှာကစားခဲ့တဲ့ပွဲစဉ်မှာ Heaven ကခြေစွမ်းပြသနိုင်ခဲ့တာကြောင့် clean sheet ပါယူခဲ့ပါတယ်။ We're pushing for the top 4 and obviously coming here getting a clean sheet is nothing better feeling. So we're just so happy. နောက်ဆုံးကစားထားတဲ့ United အသင်းရဲ့ပွဲစဉ်3ပွဲမှာ Chelsea အသင်းကို1ဂိုးမရှိ Brentford အသင်းကို2ဂိုး1ဂိုး Liverpool အသင်းကို3ဂိုး2ဂိုးတို့နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်တွေမှာ Heaven ဟာအသင်းရဲ့နောက်တန်းကိုဦးဆောင်ကစားခဲ့ပြီး Chelsea အသင်းတိုက်စစ်မှု Dilat, Brentford တိုက်စစ်မှု Thiago, Liverpool တိုက်စစ်မှု Gakpo တို့ကိုအကောင်းဆုံးထိန်းချုပ်ကစားရင်း3ပွဲဆက်နိုင်ပွဲရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ဒီလိုဖိအားကင်းကင်းနဲ့ United နောက်တန်းကို Heaven ဦးဆောင်နိုင်နေခဲ့တာဟာတစ်ဖက်မှာလည်းပရိသတ်တွေအားလုံးကအသင်းကောင်းဆောင် Bruno ရဲ့ Premier League ဂိုးဖန်တီးမှုအကြိမ်ရေ20ပြည့်မြောက်ဖို့ကိစ္စနဲ့ Champions League ဝင်ခွင့်တွေကိုအာရုံစိုက်နေကြတာက Heaven အတွက်ဖိအားဝင်ရောက်မှုသက်သာစေတယ်လို့ယူဆရပါတယ်။နောက်ထပ်လာမယ့် United အသင်းရဲ့ပွဲစဉ်တွေမှာလည်း Maguire, Martinez တို့နဲ့အတူအသင်းရဲ့နောက်တန်းတနေရာအတွက်နေရာလူရှင်ပြိုင်နိုင်တော့မဲ့ Heaven အတွက်တော့ပရိသတ်တွေကိုစားအများကြီးဝမ်းသာမိပါတယ်။မန်ယူဖန်များအတွက်တည်တံ့နေရာကနေသတင်းတွေတင်ဆက်ပေးနေတာဖြစ်ပါတယ်။